တငယ်ကြီးတို့တေချာလေးနားထောင်ပေးကြပါကိုယ့်ရဲ့စိတ်ကိုယ်သာအပြည့်အဝထိန်းချုပ်နိုင်မယ်ဆိုရင်ကိုယ့်ဘဝကြီးဘလောက်တောင်ပြောင်းလဲသွားမလဲဆိုတာကိုနက်နက်ဆိုင်ဆိုင်စဉ်းစားဘူးပါသလားစိတ်ကိုအခုငြိမ်သက်လိုက်စမ်းလို့ခိုင်းလိုက်တဲ့အခါဘာစင်ချီမှမပြီးပဲဘာအတွေးမှမဝင်ပဲစိတ်ဟာချက်ချင်းငြိမ်ကျသွားမယ်ဆိုရင်တင်ဘလောက်တောင်စွမ်းဆောင်နိုင်မလဲဆိုတာမှန်းဆကြည့်နိုင်မလားအခုအာယုံဆိုင်လိုက်စမ်းလို့ပြောလိုက်တဲ့အခါစိတ်ဟာဟိုဒီမပြေတော့ပဲပြင်းမှတ်ကိုတက်မှန်နဲ့များတစင်းလို့အလို့ပေါ်မှာပဲမြဲမြံနေမယ်ဆိုတာဒါဟာအံ့ဩစရာဖန်တီးမှုတစ်ခုမဟုတ်ပါဘူးဒါဟာအိမ်မက်လည်းမဟုတ်ပါဘူးဒါဟာအတတ်ပညာတစ်ခုပါဒီနေ့မှာတော့အဲ့ဒီအတတ်ပညာရဲ့လျှို့ဝှက်ချက်ကိုကျွန်တော်တို့ဖွင့်ဟပေးသွားမှာဖြစ်ပါတယ်မိမိစိတ်ကိုအောင်နိုင်သူဟာတလောကလုံးကိုအောင်နိုင်သူလို့ဘာကြောင့်ပြောစမှတ်ပြုကြတာလဲမြတ်စွာဘုရားရှင်ကစိတ်တည်တာလျင်အရာခက်တင်ဤရှေ့ဆောင်ဖြစ်သည်တင်ဘာကိုတွေးတယ်လေအဲ့ဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ဘာကြောင့်မင်းကြားခဲ့တာလဲကျန်းကန်တွေမှာလည်းစိတ်တည်တာလျင်နှောင်ဖွဲ့ခြင်းရဲ့အကြောင်းရင်းဖြစ်တယ်လို့စိတ်တည်တာလျင်လွတ်မြောက်ခြင်းရဲ့အကြောင်းရင်းလည်းဖြစ်တယ်လို့ဆိုပါတယ်ဘာကြောင့်လဲဆိုတော့စစ်မှန်တဲ့တိုက်ပွဲဟာအပြည့်လောကမှာမဟုတ်ပဲကိုယ့်ရဲ့စိတ်အတွင်းတန်တန်မှာပဲရှိလို့ပါဒီတိုက်ပွဲမှာအောင်နိုင်သူအတွက်ဘယ်အရာကမှမခက်ခဲတော့ပါဘူးအခုတင်ဘဝမှာဘာတွေဖြစ်နေတယ်လဲပြန်ကြည့်ရအောင်အရေးကြီးတဲ့အလုပ်တစ်ခုလုပ်ဖို့ထိုင်လိုက်တာနဲ့စိတ်ကအရင်ကဖြစ်ခဲ့တဲ့ရန်ပွဲတစ်ခုကိုသွားသတိရခိုင်နေဒါမှမဟုတ်မဖြစ်သေးတဲ့အနာဂတ်အတွက်စိုးရင်ပူပန်မှုတွေနောင်တပြီကိုတည်ဆောက်လာတယ်။တင်းစိတ်ကတင့်ကိုပြန်တိုက်ခိုက်နေတာပါ။အာယုံဆိုင်ရမယ့်အချိန်မှာရင်းရိုင်စေတယ်။ညီတက်ရမယ့်အချိန်မှာစူညံစေတယ်။တတိရှိရမယ့်အချိန်မှာကြောက်ရွံ့စေတယ်။တင်းရဲ့အကြီးမားဆုံးရန်သူဟာတင့်အိုးခေါင်းထဲမှာပဲရှိနေတာပါ။အဲ့ဒီရန်သူကိုသာတင်ကရင်မအောင်ဆုံးမနိုင်ရင်တင့်အသက်ဘယ်စာမီးဘွားကခက်ပါအောင်မလဲဘယ်ပဲနိုင်ကမဖြစ်နိုင်တော့မှလေလူအများစုကပြောကြတယ်ကျွန်တော်စိတ်မပါဘူးအာယုံမဆိုင်နိုင်ဘူးစိတ်ကအယမ်းပြန့်လွင့်နေတယ်လို့ဆိုကြပါတယ်ဒါပေမဲ့စိတ်ကဘာကြောင့်ပြန့်လွင့်တာလဲလို့တင်ကိုယ်တိုင်မေးဘူးသလားစိတ်ဆိုတာတစ်ကိုင်းတကိုင်းကနေတကိုင်းကိုအမြဲခုန်ကူးနေတဲ့မြောင်းနဲ့တူပါတယ်သူ့ကိုလားညုံမှုမပေးရင်ပန်းတိုင်မရှိရင်သူဟာတောက်ချောက်ခုန်လွားနေမှာပဲမနဲ့နိုးတာနဲ့ဖုံးကြည့်တယ်ဗီဒီယိုကြည့်တယ်သူများနဲ့နှိုင်းရှင်တယ်စိုးရိမ်တယ်ဒါနဲ့ပဲတနေ့တာဟာလွင့်စင်ပျောက်ကွယ်သွားရတယ်အခုမေးစရာရှိတာကစိတ်ကိုဘလို့ထိန်းချုပ်မလဲမိမိရဲ့အစီကိုင်းဖြစ်အောင်ဘလို့လုပ်မလဲဆိုတာပါပဲဒီအဖေဟာခေတ်စစ်စိတ်ပညာနဲ့ရှေးဟောင်းဗုဒ္ဓတရားတော်တွေမှာရှိပါတယ်စိတ်ဆိုတာအလေးအကျင့်ဒီရဲ့ပိုက်ကွင်းတစ်ခုပါပဲသင်နေ့တိုင်းဘာတွေတွေးနေသလဲအဲ့ဒါကပဲတင့်စိတ်ဖြစ်လာတာပါအတွေးတစ်ခုကိုထပ်ခါတလဲတွေးတဲ့အခါအုံနှုတ်ထဲမှာလမ်းကြောင်းတွေဖြစ်ပေါ်လာပြီးစိတ်ကအဲ့ဒီလမ်းအတိုင်းပဲပြေးသွားတော့တာပါဥပမာမနဲ့နိုးတာနဲ့စိုးရင်ပူပန်တတ်ရင်တင်းစိတ်ကအဲ့ဒီအလုပ်ကိုပဲကျွမ်းကျင်သွားလိမ့်မယ်ဒါပေမဲ့တင်ကကိုကိုပြန်ထင်းချောင်းမယ်ဆိုရင်တော့စိတ်ဟာတင်းစကားကိုနားထောင်လာပါလိမ့်မယ်မြတ်စွာဘုရားမိန့်ကြားသလိုစိတ်ကိုသာထင်းချုံနိုင်ရင်ဆင်းရဲဒုက္ခတွေဟာတင့်စီကနေဝေးကွာသွားပါလိမ့်မယ်တင်းရဲ့အာယုံစိုက်မှုဟာတင်းရဲ့အကြီးမားဆုံးလက်နက်ပါပဲဒါကြောင့်စိတ်ကိုပြန့်လွင့်မသွားအောင်လေ့ကျင့်ပေးရပါမယ်ကလေးတစ်ယောက်ကိုချောမော့ဆုံးမတယ်လို့မျိုးစိတ်ကိုလည်းရင်ပါအောင်လုပ်ရပါမယ်စိတ်ဆိုတာကရိယာတစ်ခုသာဖြစ်တယ်အရှင်သခင်မဟုတ်ဘူးဆိုတာမှတ်ထားပါတင်ကလာအရှင်သခင်ပါစိတ်ကိုထိန်းချုပ်ဖို့ပထမဆုံးနည်းလမ်းကတော့မြမမူဟုတ်တာလို့ခေါ်တဲ့မနက်စောစောနိုးထွာခြင်းပါပဲမနက်4နာရီကနေ6နာရီအတွင်းဟာပဝန်းကျင်ကောစိတ်ကောအကြည်လင်ဆုံးအချိန်ပါပဲဒီအချိန်မှာနိုးထွာခြင်းဟာတင့်ကိုစိတ်ရဲ့ဘီရင်တပါထက်စေပါတယ်ဒုတိယနည်းလမ်းကတော့ထွက်လီဝင်လီကိုတတိပြုတဲ့အသက်ရှူခြင်းလေ့ကျင့်ခန်းပါစိတ်နဲ့အသက်ရှူခြင်းဟာဆက်ဆက်နေပါတယ်အသက်ရှူတာကိုထိန်းချုပ်နိုင်ရင်စိတ်ကလည်းငြိမ်သက်သွားပါလိမ့်မယ်တတိယနည်းလမ်းကတော့အတွေးကိုဖျက်တောက်တဲ့နည်းလမ်းပါမကောင်းတဲ့အတွေးဝင်လာတာနဲ့တော်တော့လို့ကိုတတိပေးပြီးအာယုံပြောင်းလိုက်ပါစတုထနည်းလမ်းကတော့စိတ်ကိုတုံညအခြေအနေမှာထားတဲ့စိတ်ငြိမ်မှုလေ့ကျင့်ခန်းပါတနေ့15မိနစ်လောက်ဘာအတွေးမှမရှိပဲငြိမ်ငြိမ်လေးထိုင်ကြည့်ပါနောက်ဆုံးနီးလန်းကတော့သစ္စာအဓိဋ္ဌာန်ပါကိုယ်တိုင်ပေးထားတဲ့ကတိကိုတီအောင်လုပ်ပါတင်းငယ်တဲ့ဆုံးဖြတ်ချက်ကနေစတင်ပြီးစိတ်ကိုအမိန့်ပေးနိုင်အောင်လေ့ကျင့်ပါဒီနီးလန်းဒီကိုကျင့်ထုံးမယ်ဆိုရင်တင်းစိတ်ဟာတင့်ရဲ့အစီခံဖြစ်လာပြီးဘဝရဲ့ဘဲပန်းနိုင်ကိုမဆိုတင်းအရောက်လန်းနိုင်ပါလိမ့်မယ်အပြောင်းလဲဆိုတာအပြင်းမှမဟုတ်ပဲတင်းရဲ့စိတ်အတွင်းတန်တန်မှာပဲစတင်တာဖြစ်ပါတယ်